ရောက်ရင်တို့နှစ်ယောက်အမြဲတွေ့နေကြဒီနေရာလေးမှာတို့နှစ်ယောက်လမ်းရှောင်နေကြအရာရာတိုင်းဟာမင်းအကြောင်းနဲ့လွယ်ဆက်လာဘယ်သူတွေ့တွေ့